ပြောင်းကောင်းစိမ်းသဘောကျလားရှင်ပြောင်းကောင်းစိမ်းလောက်ကက်ကလေးရထားတယ်ပေါ့နော်လုံးအလဲမှာပြောင်းကောင်းစိမ်းနေမဟုတ်ဘူးဘေးမှာကွတ်ထားတာအစားစိန်နဲ့ပြောင်းကောင်းစိမ်းလေးရောပြီးတော့ကွတ်ထားတာပါရှင်ဒါလေးလိုချင်နေဆိုရင်မြန်မာငွေ1000ခွဲကျပ်ပါရှင်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber သို့မဟုတ် TikTok ချက်ပေါက်ကနေမှာလို့ရပါတယ် Viber 59251136ကိုကတန်နာစစ်ကိုလည်းစောင့်ခြင်းနဲ့ရွှေနဲ့လုံးရင်အရောတော်လက်ခတွေရောအကုန်လုံးပေးနေရတာဖြစ်လို့မလုံးချင်ဘူးဆိုရင်ဒါလေးယူပါတန်နာအစ်စ်ပါရှင်ဒါလေးကကြတော့ဒီဘေးက frame ကကြတော့ urea frame နဲ့ပေါ့နော်လှုပ်ထားတာပါဖောက်စွပ်ပုံစံလာတယ်ရွှေရောင်ကုတ်တင်လုပ်ပေးထားပါတယ်ရှင်တန်နာကအစ်စ်ပါတန်နာဆောင်ခြင်းနဲ့သူတွေအတွက်အဆင်ပြေပါမယ်ရှင်ဖောက်စွပ်လေးနဲ့လာပါတယ်ဒါလေးမြန်မာငွေ22,000ကျပ်ပါရှင်လိုချင်နေဆိုရင် Viber ကနေဒါမှမဟုတ်ရင် TikTok ချက်ပေါက်ကနေတစ်စစ်မှာလို့ရပါတယ် Viber နံပါတ်ကလေးကလည်းကျမရဲ့အကောင့်မှာပါထားပါတယ်ရှင်3995551136ပါရှင်ဒါလေးကစိန်လောကအကိတ်ကြီးပါစိန်လောကကိုမှပီတီကာလာတွေကကြိုက်တယ်ကိုမအောင်အတွက်ဆိုရင်ဒါလေးယူ तू ကအကိတ်နော်ကျမအရင်ရောင်းနေစိန်လောကတွေက2000ခွဲပေါ့နော်2000ခွဲလေးနဲ့ကျမ compare လုပ်ပြပေးမယ်တစ်ချက်ကြည့်ပေးပါရှင့်ဒါလေးကကြအခုကကြတော့ဒါအကိတ်ပေါ့နော်အကိတ်ပုံစံကိုမှဒါ2000ခွဲနဲ့ဘယ်လောက်ကိတ်လဲဆိုတာဒါလုံးဝ compare လုပ်ပြပေးရပါတခါတည်းနှိုင်းရှင်ပြီးရောဝယ်လို့ရအောင်ဒါလေးကမြန်မာငွေ3000ခွဲကျပ်ပါရှင့်3500ကျပ်ပါရှင့်မြန်မာငွေ3500မှာတစ်ချက်ကြည့်ပေးပါစိန်လေးတွေကလုံးဝဖြက်နဲ့လက်နေရပဲဝစ်လိုက်ရင်လေပလက်တီနမ်ဟိုမှစိန်နဲ့ပေါ့နော်စိန်နဲ့လှုပ်ထားတယ်လောကတ်လိုပဲကြည့်လိုက်တာနဲ့ကိုပဲချွေးဆူရေးဆူကတော့ခံပါတယ်ရှင်အာမခံပါတယ်ဘာဖြစ်လို့ဆိုတော့ 24K အသားတစ်စိပ်ပါတာဖြစ်တဲ့အတွက်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber နေမှာလို့ရပါတယ်ရှင်မြန်မာငွေ3000ခွဲချက်ပါရှင်ဒီနေ့ဟန်ချင်းနေပြန်ဝင်နေနော်ဟိုတစ်ခေါက်ကပစ္စည်းပြတ်သွားလို့ပါရှင်ဒီနေ့ဟန်ချင်းလေးတွေပြန်ဝင်ပါတယ်စတီးဆိုမှစတီးကိုကြိုက်တဲ့အကိုတွေအတွက်ဟန်ချင်းကြားဝတ်ဟန်ချင်းမှာဒီလိုမျိုးလေးပါနော်ဂျိတ်ပုံစံကဒီလိုလာထားပါတယ်ရှင်လုံးဝစတီးဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ချလက်ချဝတ်ပါနော်ချွေးဆူရည်ဆူခံမယ်တန်ကြီးမတက်ပါဘူးဒီလိုမျိုးပါအရှိကိုတစ်ချက်ကြည့်ပေးပါရှင်အရှိက8လက်မခွဲရှိပါမယ်ဒါလေးယူမယ်ဆိုရင်မြန်မာငွေ3000ကျပ်ပါရှင်တကြက်အဟန်လေးကလက်စုပ်ကလေးကိုလိုချင်နေဆိုရင်ဒါလေးယူပါလက်တိုင်းလေးက 1.9 cm ရမယ် 1.8 cm ရမယ်ရှင်ပေးရတဲ့ဈေးနဲ့ရတဲ့ quality ကလေလုံးဝကိုပဲတန်လုံးလို့ဒါ14000ပဲရှိရယ်14000နဲ့ရတဲ့ quality ကိုတစ်ချက်ရှိုးလိုက်ပါရှင်တော်တော်ကိုကောင်းတယ်တကြက်အဟန်မှာဒီလိုမျိုးလေးပါလိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 3995551136ကနေတစ်စစ်မှာလို့ရပါတယ် TikTok ချက်ပေါက်ကနေတစ်စင်လဲမှာလို့ရပါတယ်ရှင်